Grace ကလေမိုးနည်းနည်းအေးပြီးဆိုတာနဲ့ဂျာရစ်ကပူဆံမွေးခောက်ဆွဲလေးသွားစားလိုက်ရမှနေသားထိုင်တာရှိတာ Grace လိုမျိုးပူဆံမွေးခောက်ဆွဲကြိုက်တဲ့ foodie လေးတွေရှိလားရှင် Grace သွားခဲ့တဲ့နေရာလေးကတော့ဂျာရစ်ပူဆံမွေးခောက်ဆွဲဆိုင်ပဲဖြစ်ပါတယ်ရှင်ဂျာရစ်ဆိုင်ရှိတဲ့နေရာလေးကတော့ကျင်းမြင့်နိုင်မြို့နယ်ညာစည်းမှတ်တိုင်ဒီဥကျွဲဟိုလမ်းသွယ်ထဲမှာပဲဖြစ်ပါတယ်ရှင်ဂျာရစ်ပူဆံမွေးခောက်ဆွဲကိုဂုံတစ်မျိုးရင်းနဲ့စားမယ်ဆိုရင်4500ပဲကြားတင်မှာဖြစ်ပြီးတော့ရေခုနဲ့စားမယ်ဆိုရင်9000ကင်းမုံပဇွန်ရေပွဲတစ်မျိုးမျိုးနဲ့စားမယ်ဆိုရင်6000ပဲကြားတင်မှာဖြစ်ပါတယ်ရှင်။ဒါကတော့ပင်လယ်စာတစ်မျိုးရဲဈေးနှုန်းပေါ့နော်။ပင်လယ်စာ2မျိုးရော3မျိုးရော4မျိုးရော5မျိုးရောဆိုပြီးတော့အမျိုးမျိုးရွေးချယ်စားသုံးလို့ရပါတယ်ရှင်။ပူဆံမွေးခောက်ဆွဲကိုမှအရေရောအတုပ်ရောရပါတယ်ရှင်အရေကတော့ original ရတာပေါ့နော်နောက်ပိုင်းမှာအတုပ်ကိုလည်း menu တစ်နေနဲ့ထပ်ပြီးတော့ထွင်လိုက်တာပါရှင်ဆိုတော့ Grace ကအရေတပွဲအတုပ်တပွဲယူလိုက်ပါတယ်ရှင်ဂျာရစ်မှာလေပင်လယ်စာပူဆံမွေးခောက်ဆွဲတွေအပြင်မနက်စာခောက်ဆွဲတွေလည်းရပါတယ်ရှင်မနက်စာတွေကလေပပေါ်မြင့်ချင်ခောက်ဆွဲဝက်တလုံးခောက်ဆွဲကြောင်မဲမိရှည်ရှမ်းခောက်ဆွဲနန်းကြီးတုပ်ရေစိမ်ခောက်ဆွဲဆိုပြီးတော့အမျိုးအစားတော်တော်များများကိုရပါတယ်ရှင်မနက်စာဈေးနှုန်းလေးရလဲ3200 4000ပဲရှိတာမလို့တော်တော်လေးကိုဖဲဖြစ်ပါတယ်ရှင် Grace ကတော့ဗမော်မြင့်ချင်ခောက်ဆွဲနဲ့ဝက်တလုံးခောက်ဆွဲလေးကိုမြည်ဆန်းခဲ့ပါတယ်ရှင်ဝက်တလုံးဆိုရင်လည်း homemade ဝက်တလုံးပေါ့နော်ဒီဂျာရစ်မှာပဲကိုယ်တိုင်လုပ်တဲ့ဝက်တလုံးကိုသုံးထားပြီးတာမလို့တော်တော်လေးကိုစားလို့ကောင်းပါတယ် menu လေးနဲ့ဈေးနှုန်းလေးတွေကိုလည်းအသေးစိတ်ရိုက်ပြပေးထားပါတယ်ရှင်ပင်လယ်စာပူဆံမွေးခောက်ဆွဲကိုတော့ Grace က9မျိုးရောနဲ့ယူလိုက်ပါတယ်ရှင်အရေးလဲ9မျိုးရောအတုပ်လဲ9မျိုးရောယူလိုက်ပါတယ် Grace အခုတောင်းနေတာရေးဆိုရင်လည်းဂျာရစ်ရဲ့ homemade အေးတွေပါပဲရှင်Grace စားငံကြီးတပူးရဲ့ပင်မက်တပူးရဲ့မှာထားပါတယ်ရှင်အဆက်မစားခင်မှာအေးလေးနဲ့အရင် green ရှင်းပြီးမှအဆက်စပြီးစားပါတယ်ရှင်အဆက်အနေနဲ့ဆိုလဲ spicy level တွေကိုရွေးလို့ရတယ်မြများဆက်ချင်လားနည်းနည်းဆက်ချင်တာလားအနှဲငယ်လားအတန်တင်လားစသဖြင့်ရွေးချက်လို့ရတယ် Grace ကတော့အဆက်မစားနိုင်တဲ့သူဖြစ်တာမလို့နည်းနည်းလေးပပလေးပဲထည့်စားပါတယ်ရှင်ဒီခောက်ဆွဲရဲ့ flavor ကဆက်ဆက်ပူပူလေးကိုအဓိကစားတာမလို့အဆက်စားနိုင်တော့ပူပြီးတန့်တော်ပါတယ်ဆက်ဆက်လေးစားရင်သူ့ရဲ့အရသာပူပြီးပေါ်လွင်ပါတယ်ရှင်အရေတဲ့အတုပ်2မျိုးမှာ Grace ကတော့အရေကိုပိုကြိုက်ပါတယ်ပူဆံမွေးကိုတစ်ခါမှမစားဘူးသေးဘူးအခုမှလာပြီးစားမယ်ဆိုရင်တော့အရေကို try ကြည့်ဖို့ recommend လုပ်ပါတယ်ရှင်ဘာလို့လဲဆိုရင်လက်လက်ဆက်ဆက်ပင်လယ်စာတွေကိုပြုတ်ထားတဲ့အရေပူပူလေးကိုဖလူဖလူနဲ့ဖုတ်တောက်ရတဲ့အရာသာဘာနဲ့မှမလဲနိုင်လို့ပါအထူးသဖြင့်ဂုံနဲ့စားပါဂုံထည့်စားပါဂုံနဲ့စားတာအယမ်းမိုက်ပါတယ်အခုမှစပြီးစားကြည့်မဲ့သူဆိုရင်ရေကူမထည့်ပဲစားကြည့်ဖို့အတွက် recommend လုပ်ပါတယ်ရေကူမထည့်ပဲ4မျိုးရောယူလဲရတယ်3မျိုးရော2မျိုးရောကိုကြိုက်တယ်လို့ကိုယ့်ရဲ့ budget ပေါ်မူတည်ပြီးစားလို့ရတယ်ရေကူဘာလို့မထည့်စင်ချင်တာလဲဆိုတော့ရေကူမထည့်ဘူးဆိုရင်ပူစမွေးရဲ့အရသာပို့ပြီးပေါ်လွင်လို့ပါရေကူထည့်လိုက်တယ်ဆိုရင်ရေကူရဲ့အငံတက်လေးကူးသွားတာမလို့ပါဒါ first time try မဲ့သူအတွက်ပါရေကူကြိုက်တဲ့သူတွေအတွက်မဆိုလို့ပါဘူးရှင်ရေကူထည့်စားမယ်ဆိုရင်တော့အငံဘက်လေးနည်းနည်းလေးသွားပြီးတော့ရေကူရဲ့ texture ထုတ်လေးကိုဝါမှာပဲဖြစ်ပါတယ်ရှင်Grace ရဲ့အကြိုက်ကတော့ Grace ကအပေါ့စားတဲ့သူလည်းဖြစ်တယ်ဂုံရဲ့ချိုတဲ့မွေးတဲ့အရာတော့အဓိကခံစားရတဲ့သူဖြစ်တာမလို့ပူဆံမွေးကိုသွားတဲ့အခါမှာဂုံရဲ့သဘာဝအချိုတဲ့ကိုခံစားပြီးတော့ရေကူမထည့်ပဲစားရတာကိုပိုပြီးသဘောကျပါတယ်ရှင်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင် Grace အဆက်နည်းနည်းထည့်ပြီးတော့ဆက်စားလိုက်ပါဦးမယ်ရှင် Grace သွားခဲ့တဲ့ဆိုင်နာမည်လေးကတော့ဂျာရစ်ပင်လယ်စာပူဆံမွေးခောက်ဆွဲဆိုင်ပဲဖြစ်ပါတယ်ရှင်ဒီဆိုင်ရှိတဲ့နေရာလေးကတော့ကျင်းမြင့်နိုင်မြို့နယ်ညစည်းမှတ်တိုင်ဥကျွဲဟိုလန်းထဲမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲတတာ